အားလုံးကိုမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာအင်ဂျာမျိုးသမီးများဤဟောင်းဝါဟာရဆိုင်ရာနာမည်များကိုဆွေးနွေးတင်ပြသွားပါမယ်ခင်ဗျာအင်ဂျာမျိုးသမီးနာမည်များမှာဆက်တရာဘီအဲ့ဒါဆက်တရာကူလီယာနီကနေစင်တက်လာတာပြပါရခင်ဗျာဆန်ဒရာဘာနူရာဒီလာကိုခေါ်တာပြပါရဘာနူဇီအလီယုံကိုခေါ်တာပြပါရပေါင်းဆက်အဒီပဲကြတော့လာအလီယုံပြပါရခင်ဗျာစောကီဒါဘီဒီပေါင်းဆက်ဝါဟာရမှာစောကီယာဒီဘေဒီဘယင်မအစွမ်းအကျော်ကိုခေါ်တာပြပါရဒေဘီဒီဘယင်မပြပါရခင်ဗျာဆိုရီယာဘာနုဒီပေါင်းဆက်ဝါဟာရတဲ့မှာဆိုရီယာရဒီဘေဒီအဲကိုခေါ်တာပြပါရဘာနုရဒူဘေဒီပကပြောလို့ဘောနော်လင်းအောင်ကိုခေါ်တာပြပါရပေါင်းဆက်အဒီဘေကြတော့နေမင်းအလင်းအောင်ပြပါရခင်ဗျာမယူရီယောဟာရကြတော့မေယုပါဘတာမေယုတောင်းတန်းကနေစင်တက်လာတာပြပါရဇီလာပူရီဒီဝါဟာရတဲ့မှာဇီလာဒီကျောကိုခေါ်တာပြပါရပူရီဒီမြို့စုံမဟုတ်ရွာကိုခေါ်တာပြပါရပန်ဂျာမြို့တမီတဲ့မှာဇီလာပူရီဆိုရဲနာမည်လေးရှိပါရခင်ဗျာတို့ကိုတင်ပြနေတဲ့ချေဟောင်းဝါဟာရများကိုယုံမချပြင်းနေလျင်မြန်မာနိုင်ငံရဲ့လာဝကမဒန်ဖိုင်တဲ့မှာလဲလာကြောက်ပွင့်နိုင်ပါရခင်ဗျာအာရကမှာနေတိုင်းနေတဲ့ရကန်လူမျိုးတဲ့မှာဒီလိုချေဟောင်းဝါဟာရများကိုအမျိုးသမီးနာမည်အပြည့်သုံးလုံးနေတာရှိပါသလားဝန်ကြလူမျိုးတဲ့မှာအမျိုးသမီးနာမည်အတွက်သူဝါဟာရများကိုသုံးလုံးနေတာဒီကြလူမျိုးစုဤချေဟောင်းအမွေအနည်းများကိုတင်းသားချင်းပြပါရခင်ဗျာဒီဝါဟာရများကိုတူမငင်းလို့မရတဲ့အာမအတော်တပြပါရဒီတဲမကချေဟောင်းဝါဟာရများသည်ဝန်ကြလူမျိုးစုဘာသာစကားတဲ့မှာတောင်းနှင်းရှိပါရခင်ဗျာဒီဗီဒီယိုကိုကြည့်ကြအားပေးသူတိုင်းကိုစေရင်ကိုမှကျေးဇူးတင်ပါရခင်ဗျာ